အကြောင်းမဟုတ်ဘူးကျမနာမည်ဘယ်သူလဲပြဿနာကျမဘယ်မှာနေသလဲကျမဘေးကလာသလဲပြောကြပါဦးကျမကိုဘယ်သူမွေးသလဲအေးဒါမှပြဿနာရှိစရာပဲရှိစရာပဲလူတယောက်ရဲ့အောင်နေချက်ဟာရှိစရာလားရှင့်လူတွေဟာတယောက်မှမကောင်းဘူးကိုကောင်းတဲ့လောက်ကိုအပေါ်ကောင်းနေလူကအရှာတာတကယ်လို့ရှာစိတ်ထားတွေကတိတ်တနာမှုကောင်းတာပဲဘာဖြစ်လို့လဲဆိုတော့သူများဒုက္ခရောက်တာကြည်ပြီးဝန်တာနေတဲ့လူတွေလောကကြီးရဲ့ပြုတ်သိကျနေတာလှုပ်စိတ်တဲ့ကြောင်ကောင်းတာပဲစိတ်ကမာရီမလေးသစ္စာမြတ်တာအကျဉ်းနာစာနာတရားဘယ်သွားထားသလဲပြောကြလောဘဒေါသမောဟမိတွေနဲ့လောကကြီးကလည်းအခက်သားလူတွေကလည်းခက်သားတိခက်အမှန်ကမှားတဲ့ခေအခါကချိုတဲ့ခေငါပူရောင်နဲ့လို့ဆောင်ညံပေါ်တဲ့ခေအဲ့ဒီတော့ဘာဖြစ်အကောင်ကလည်းအယူဖြစ်ချင်တာမဖြစ်လို့ဖြစ်ချင်ရဖြစ်လိုက်တော့လေပြီးသွားကြပါပဲဟုတ်လားရှင်ကြပါပဲလူတော်ဆိုတာတော့ခုနပြောတယ်လို့ပေါ့ဆရာရဲ့အဲ့ဒါလို့ပေါ့ဆရာရဲ့ဟဲ့ကျမရဲ့တရားစိတ်နာဘူးလေကောင်းဆုံးကလူတွေနဲ့ပေါင်းလိုက်တော့အိုးဘာပြောကောင်းမလဲမလုံထိုက်တာလားကျမမစင်စားဘူးခလုံတိုက်ပါများတော့လေငုတ်ပဲရှင်အိုးလောက်တာပေါ့နောက်ဆုံးတော့လူဟာလူပါပဲစီးရလေလူချမ်းသာလေလူဆိုတော့ဖောက်ပြန်တာပေါ့ဖောက်ပြန်တာပေါ့ပြောရတာဒီမေဆရာလေးသိတော့မထူပါဘူးဘယ်နဲ့လဲခုပဲကြည့်လေအရှိတဲ့အကြောင်းလေးကြတော့ရှေ့ကရက်ဖို့အိမ်နေတာတခုတော့ရှိရဲ့ဆရာလေးကျမလိုပဲနေရတာသိခါတွေအိမ်တွေထင်ရလို့အောင်ကြည့်တာနဲ့ကြာတော့ပါခေါ်မလဲရှင်နေမြူသိကြိတ်မောတာလေဟာစိတ်ရောကလားဟာလားထားတော့အဲ့ဒါပေါ့ဆရာဆရာရောတမှုရရနဲ့ကင်းနိုင်လို့လားပြောစမ်းပါဦးဆရာနှလုံးသားဘာသာနဲ့ထုတ်ထားလို့လဲစိတ်ထဲ
ရာပြောလိုက်စမ်းမဆရာရဲ့လူဆိုတာမျောလင့်ချက်နဲ့အသက်ရှင်နေရတာအဲ့ဒီမျောလင့်ချက်မှမရှိတော့ရင်လေအသက်လေးရှိပါဦးမလား